မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံအတွင်းမှာအများပြည်သူစိတ်ဝင်စားနေတဲ့အကြောင်းအရာတစ်ခုကိုအနက်ရှိုင်းဆုံးထိတင်ပြသွားမှာပါအဲ့ဒါကတော့ PDF အဖွဲ့ဝင်တွေအလင်းဝင်လာတဲ့အခါစစ်တပ်ဘက်ကဘလို့ဆက်ဆံနေဆိုတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုနားလည်ဖို့ဆိုရင်နောက်ခံအခြေအနေကနေစပြီးကြည့်ရပါမယ်2021ခုနှစ်မှာမြန်မာနိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့2021 Myanmar military coup နောက်ပိုင်းမှာနိုင်ငံရေးအခြေအနေဟာပြင်းထန်စွာပြောင်းလဲသွားပါတယ်။အဲ့ဒီနောက်မှာပြည်သူတွေကတချို့ဟာလက်နက်ကင်ပြီးတော်လှန်ရေးအဖွဲ့များကိုတီထောင်လာကြပြီးအဲ့ဒီထဲမှာအဓိကတစ်ခုကတော့ PDF People's Defense Force ဖြစ်ပါတယ်။ PDF အဖွဲ့ဝင်တွေဟာအစိုးရစစ်တပ်ကိုစန့်ကျင်ပြီးတိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေဖြစ်ပြီးတချို့ကတော့အချိန်ကြာလာတာနဲ့အမျှအကြောင်းအမျိုးမျိုးကြောင့်အလင်းဝင်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချကြပါတယ်။အလင်းဝင်နေဆိုတာကလက်နက်ချပြီးစစ်တပ်ဘက်ကိုပြန်ဝင်လာခြင်းကိုဆိုလိုတာပါဒီလိုအလင်းဝင်လာသူတွေကိုစစ်တပ်ဘက်ကဘလို့ဆက်ဆံလဲဆိုတာကိုကြည့်မယ်ဆိုရင်တရားဝင်ပြောဆိုချက်နဲ့လက်တွေ့အခြေအနေကြားမှာမတူညီမှုတွေရှိနေပါတယ်စစ်တပ်ရဲ့ဥဆောင်သူဖြစ်တဲ့မင်းအောင်လှိုင်ကအလင်းဝင်လာသူတွေကိုပြန်လည်လက်ခံမယ်လို့အကြိမ်ကြိမ်ပြောကြားထားပါတယ်သူတို့ရဲ့တရားဝင်မူဝါဒအရအလင်းဝင်သူတွေကိုအပြစ်လွတ်ခွင့်ပေးနိုင်တယ်မိသားစုစီပြန်ပို့ပေးနိုင်တယ်အလုတ်အကင်အခွင့်အလန်းတွေဖန်တီးပေးနိုင်တယ်လို့ဆိုထားပါတယ်တချို့အချိန်ဒီမှာလေစစ်တပ်မီဒီယာတွေကနေအလင်းဝင်သူတွေကိုကြိုဆိုတဲ့ပုံတွေအားပေးတဲ့ပုံတွေထုတ်ပြန်ထားတာတွေကိုတွေ့ရပါတယ်ဒီလိုပုံရိပ်တွေကအခြား PDF အဖွဲ့ဝင်တွေကိုလည်းအလင်းဝင်လာဖို့ဖိတ်ခေါ်တဲ့ရည်ရွယ်ချက်နဲ့ဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်ဒါပေမဲ့တကယ်အခြေအနေကိုကြည့်လိုက်မယ်ဆိုရင်တချို့သတင်းတွေမှာတော့မတူညီတဲ့အချက်တွေကိုတွေ့ရပါတယ်လူအခွင့်အရေးအဖွဲ့အစည်းတွေသတင်းမီဒီယာတချို့ကအလင်းဝင်လာသူတွေကတချို့ဟာစစ်စည်းမီးမြန်းမှုကြမ်းတမ်းမှုတွေကိုကြုံတွေ့ရတယ်လို့ဆိုကြပါတယ်တချို့ကချုပ်နှောင်ခံရတယ်တချို့ကတန်တရားရှိရင်ဆက်လက်စစ်ဆေးခံရတယ်လို့ပြောကြပါတယ်ဒီလိုကွာခြားမှုတွေကြောင့်အလင်းဝင်ဖို့စဉ်းစားနေတဲ့သူတွေအတွက်အန္တရာယ်ရှိနိုင်တယ်လို့လည်းသုံးသပ်ချက်တွေရှိနေပါတယ်အချို့ PDF အဖွဲ့ဝင်တွေကလည်းစစ်တပ်ဘက်ကကတိတွေကိုမယုံကြည်ကြဘူးလို့ပြောကြပါတယ်တစ်ဖက်မှာတော့စစ်တပ်ဘက်ကဒီလိုပြောဆိုချက်တွေဟာပြန်လည်ညှိနှိုင်းရေးအတွက်အရေးကြီးတယ်လို့ဆိုပါတယ်သူတို့အမြင်အရအလင်းဝင်လာသူတွေဟာနိုင်ငံတော်တည်ငြိမ်ရေးအတွက်အထောက်အကူဖြစ်တယ်လို့သတ်မှတ်ထားပါတယ်ဒီအခြေအနေတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်သတင်းအချက်အလက်တွေဟာအရင်းမြစ်အလိုက်မတူညီနိုင်တာကိုသတိပြုရပါတယ်တချို့အချက်အလက်တွေဟာတရားဝင်ဘက်ကလာတာဖြစ်ပြီးတချို့ကတော့လွတ်လပ်သောသတင်းရင်းမြစ်တွေကနေထွက်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်ဒီအကြောင်းအရာကိုနားလည်ဖို့ဆိုရင်ဘက်နှစ်ဖက်စလုံးရဲ့အမြင်တွေကိုစုစည်းပြီးကြည့်ဖို့လိုအပ်ပါတယ်အချုပ်အားဖြင့်ဆိုရရင် PDF အလင်းဝင်သူတွေကိုစစ်တပ်ဘက်ကတရားဝင်ပြောထားသလိုအပြည့်အဝကာကွယ်ပေးနေတယ်ဆိုတာကိုအတည်ပြုဖို့ခက်ခဲနေသလိုတချို့ကအန္တရာယ်ရှိနိုင်တယ်လို့လည်းပြောဆိုမှုတွေရှိနေပါတယ်ဒီကိစ္စဟာနိုင်ငံရေးလူအခွင့်အရေးလုံခြုံရေးစတဲ့အရေးကြီးတဲ့အချက်လက်တွေအားလုံးနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကြည့်ရှုသူတွေအနေနဲ့လည်းသတင်းတစ်ခုတည်းကိုမယုံကြည်ပဲအမျိုးမျိုးသောအရင်းမြစ်တွေကိုနှိုင်းယှဉ်ပြီးစဉ်းစားသုံးသပ်ဖို့အရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ဒီလိုအကြောင်းအရာတွေကိုဆက်လက်တင်ပြပေးနိုင်ဖို့ like and subscribe လုပ်ပေးပါ comment မှာမင်းတို့အမြင်တွေကိုလည်းမျှဝေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်